အခုလိုမျိုး all skin ရအောင်လို့ပေါ့နော်ကျွန်တော်တို့တွေဘယ်လိုလုပ်ရမလဲဘယ်လိုမျိုး contract စာချုပ်ချုပ်ရမလဲဆိုတော့ဒီဗီဒီယိုမှာပြောပြသွားပြီးမှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တွေ all skin ရအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့တခြားလေးရှင်းပြသွားပေးမယ်ဗျဒီ all skin ရအောင်ဆိုတော့ကျွန်တော်တို့တွေက hacker လည်းမဟုတ်ဘူးပေါ့နော် Mobile Legends official ချပေးထားတဲ့ event တစ်ခုဗျ all skin ဆိုပြီးတော့ skin ပေါင်း1000ကျော်အားလုံးအလကားကန်ရတာမဟုတ်ဘဲနဲ့ကျွန်တော်တို့တွေက hero စာချုပ်ချုပ်ရမယ်ပေါ့နော်ကိုစာချုပ်ချုပ်လိုက်တဲ့ hero ရဲ့ skin တွေအားလုံးကို season တစ်ခုစာလုံးစုစုပေါင်းရက်ပေါင်း100တိတိကျွန်တော်တို့တွေအလကားအသုံးပြုခွင့်ရမှာဖြစ်ပါတယ်ဗျ event ရဲ့နာမည်လေးကတော့ကျွန်တော်တို့တွေ season နဲ့ contract လို့ခေါ်တယ်ပေါ့နော် okay ဒါဆိုကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ event advance server မှာရောက်နေရဖြစ်တယ်ပေါ့နော်ကျွန်တော် original server ကိုမလာသေးပါဘူး original server မှာလာနေပြီလို့ပြောနေကောင်တွေအကုန်လုံးကဂျင်းကောင်တွေပေါ့အရင်ဆုံးအခုကျွန်တော်မျှပြထားတဲ့ run logo လေးရှိရပေါ့နော် okay အဲ့ဒီ logo လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဗျပြီးရင်ကျွန်တော်ဒီမှာမျှပြထားတဲ့ hero contract ဆိုတာလေးရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ animation လေးတစ်ခုနဲ့အတူကြားရောက်လာပြီပဲဖြစ်ပါတယ်ဗျOkay ဒီထက်မှာကိုလိုချင်တဲ့ hero တကောင်ကိုရွေးလိုက်ပေါ့နော် brother တို့ run နေမှာအကင်များတဲ့ role တွေတဲကနေပြီးတော့ hero တွေကိုပေါ့နော်ကြာပန်းသူကရွေးချယ်ပေးလိုက်မယ်ဗျ Okay ကိုလိုချင်တဲ့ hero ကိုပေါ့နော်ဒီတိုင်းခြောင်ဆိုရင်ခြောင်ဆိုပြီးမြန်မာလိုရွေးလို့မရဘူး Okay သူကြာပန်းပေးထားတဲ့ hero တွေတဲမှာကိုလိုချင်တဲ့ hero တကောင်ကိုရွေးရမှာဖြစ်တယ်ဗျရွေးပြီးပြီဆိုရင်ဒီအောက်က sign ဆိုတာလေးရှိတယ်ပေါ့နော်ကျွန်တော်အဲ့ဒီ sign ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဗျဒါဆိုရင်တော့ကျွန်တော်ကတော့ fasha နဲ့ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်စာချုပ်ချုပ်လိုက်ပြီးပဲဖြစ်ပါတယ် Okay ဒီမှာကျွန်တော်နောက်တစ်ကောင်ထပ်ပြီးတော့ချုပ်လို့ရသေးရဲ့ပြောလို့ကျွန်တော်ဆလီနာနဲ့ပါထပ်ပြီးတော့ချုပ်လိုက်တယ်ပေါ့နော်တယောက်နဲ့တယောက်ကတော့မတူဘူးတချို့ရေဆိုလဲတစ်ကောင်နဲ့ပဲချုပ်လို့ရတယ်ကျွန်တော်ကတော့နှစ်ကောင်ချုပ်လို့ရတာပဲဖြစ်ပါတယ် hero နဲ့စာချုပ်ချုပ်ပြီးပြီဆိုရင်ကိုချုပ်လိုက်တဲ့ hero ရဲ့ skin တွေအားလုံးကိုကျွန်တော်တို့တွေကအခမဲ့အသုံးပြုရမှာဖြစ်တယ်ဗျရက်ပေါင်း100 season တစ်ခုလုံးကိုအသုံးပြုရမှာဖြစ်တယ်ပေါ့နော် Okay ဒီမှာဆိုအဲ့ဒီ hero ပဲကင်မယ်ပေါ့နော်အဲ့ hero ပဲကင်ဒီအောက်ကနေပြီးတော့စူလေးရမယ်ဗျ Okay ပထမဆုံးဒီမှာဆိုလို့ရှိရင် lock lane ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒီ locket lane ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကဥပမာ mid ပဲသွားမယ်ဆိုလို့ရှိရင်အဲ့ဒီဟာလေးယူထားလို့ရှိရင် mid only ပဲကြမယ်ပေါ့နော်ပြောမှဆိုရင် mid နဲ့ jungle နှစ်ခုရွေးထားရင်တော့ mid ပဲချပြီးမှာပေါ့ဗျာကျွန်တော်တို့အဲ့ဒါလေးကကျွန်တော်တို့လို solo player တွေတော်တော်ကောင်းတယ်ပေါ့နော်တစ်ခါလေးဆိုရင်ကျွန်တော်တို့က solo player ဖြစ်လို့ပေါ့နော် lane ကတစ် lane နဲ့ရွေးလို့မရဘူးဗျာနှစ် lane ရွေးပေးရတယ်အဲ့လိုနှစ် lane ရွေးပေးရတဲ့နေသားမှာကိုသွားခြင်းတဲ့ lane ကိုပေါ့နော်သူကဦးစားပေးပြီးတော့ချပေးမှာပဲဖြစ်ပါတယ် Okay ပြီးလို့ရှိရင်ဒီမှာအခြားဆူလက်ဆောင်တွေလည်းရှိသေးရပေါ့နော်ကောင်းတာတခုကကျွန်တော်တို့တွေက second တွေရပါအလကားသုံးလို့ရတဲ့အပြင်ဆူလက်ဆောင်တွေပါရအောင်မှာဆိုတော်တော်လေးကောင်းတယ်လို့ပြောလို့ရမယ်ဗျ mission တွေကလည်းဘာမှထွေထူးထူးမဟုတ်ဘူး brother တို့ဒီမှာမြင်တဲ့အတိုင်းပဲပေါ့နော်ကိုနဲ့စာချုပ်ချုပ်ထားတဲ့ hero ကိုပဲကျွန်တော်တို့ကိုင်းပြီးအောင်မယ်ဗျ classic run ပေါ့နော်အဲ့လိုမျိုးဆော့ပေးလိုက်အောင်မယ် Okay ကျွန်တော်တို့ second တွေပါရမှာဆိုတော့ blue နေဆော့ကြမှာပဲဗျာ second ရမှာဆိုတော့ကျွန်တော်အပိုင်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အဆန်းသုံးကက်ပုံစံမျိုးလေးပေါ့ဗျာဒီ season တစ်ခုစာလုံးရက်ပေါင်း100တိတိကျွန်တော်တို့နဲ့စာချုပ်ချုပ်ထားတဲ့ hero ရဲ့ all skin အားလုံးအခမဲ့အသုံးပြုခွင့်ရမှာဖြစ်တယ်ဗျ mission တွေကတော့တကယ်တမ်းကျတော့လှုပ်လို့မလှုပ်လို့ကိစ္စမရှိဘူးပေါ့နော်ကျွန်တော်တို့တွေကဒီ hero နဲ့စာချုပ်ချုပ်ပြီးလို့ဒီ hero ပဲကင်တော့မှာပဲဖြစ်တယ်ပေါ့နော်ကျွန်တော်ဆိုလဲပြဥပမာ6နဲ့စာချုပ်ချုပ်ပြီး6မဲကင်တော့မှာဘာလို့လဲဆိုတော့6 all skin ရနေပြီလေအဲ့လို6မဲကင်မယ်ဆိုလို့ရှိရင်အလို4ယောက်စနစ်နဲ့ပေါ့နော်သူ့အနေနဲ့ဒီ mission တွေကဖြည့်ပြီးသားဖြစ်သွားမယ်ဗျာအဲ့ဒီအတွက်ကြောင့်မို့ဒီ mission တွေကခေါင်းထဲကိုထည့်ကြမလို့ပေါ့နော်ကျွန်တော်စာချုပ်ချုပ်ပြီးလို့ရှိရင်တန်းကင်လို့ရပြီဗျာဘာမှခက်တာမဟုတ်စာချုပ်ချုပ်တာလဲကျွန်တော်ရှေ့မှာပြထားသလို science ဆိုကလော်လေးနှိပ်တာနဲ့စာချုပ်ကချုပ်ပြီးသွားပြီပဲဖြစ်ပါတယ် Okay ဒါတော့လောလောဆယ် advance server မှာတော့ရောက်ရှိနေပြီပေါ့နော်ကျွန်တော်တို့ original server ကိုဘယ်ချိန်ရောက်လာမလဲတော့ကျွန်တော်တို့အတိအကျတော့မပြောတတ်ဘူးပေါ့နော် Okay ဒါကလည်းကျွန်တော်ဗီဒီယိုအောက်မှာ comment တွေတော်တော်များများတွေ့နေလို့ပေါ့နော်ဒီစာချုပ်ချုပ်တာဘယ်လိုချုပ်ရလဲဘယ်လိုချုပ်ရလဲဆိုပြီးတော့မေးနေကြလို့ကျွန်တော်ဖြေးပေးထားဖြစ်တယ်ဗျ Okay ပြီးလို့ရှိရင် advance server မှာပြောင်းလဲနေရလေးတစ်ခုရှိပါသေးရဲ့ဒါကတော့ကျွန်တော်တို့ original server မှာရှိတဲ့ YA ပေါ့နော် Okay အများကြီးပြောင်းလဲတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တခြားဟာတွေတော့ထည့်မပြောတော့ဒီ YA တစ်ခုပဲထည့်ပြောလိုက်တော့မယ် Okay ဒါကကျွန်တော် advance server မှာရောက်ရှိနေတဲ့ YA ဗျာ Okay ဒီကတော်တော်လေးပေါ့နော်ပုံစံလေးချိန်သွားလေးနည်းနည်းပြချင်လို့မို့တကယ်လို့ original server မှာရောက်လိုက်ဆိုအားလုံးမျက်စိလဲနေမှာစိုးလို့ဗျာ Okay ဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲအားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးများတင်ပါတယ်ဗျ